အားလုံးပဲလူကြားသူကြားထဲမှာလေကိုဝေစာနဲ့ပတ်သက်ပြီးတော့အမတ်တမဲ့ဖြစ်သွားတတ်တဲ့နည်းနည်းလေးရှက်စရာကောင်းတဲ့အခြေအနေမျိုးတွေကိုအားလုံးပဲကြုံမှုကြမယ်ထင်ပါတယ်ဒီလိုမျိုးကဘာတလားလူတိုင်းလိုကြုံတွေ့ရတဲ့အခြေအနေတစ်ခုကိုတခြားဘာသာစကားတွေမှာဘယ်လိုမျိုးတွေ့ဝိုက်ပြီးတော့ဟာတာမြောက်အောင်ပြောလေးရှိကြတယ်လဲဆိုတာကိုဒီကနေ့ကျွန်တော်တို့အသေးစိတ်လေ့လာသွားကြပါမယ်ကဲဒီအကြောင်းအရာလေးကိုကျွန်တော်တို့တိုင်းပြီးတော့စချင်းလိုက်ကြအောင်ပါမြန်မာလိုဆိုရင်တော့အားလုံးတည်တဲ့အတိုင်းပဲဘောင်မီစစ်ပွင့်နေတယ်လို့ဓာတ်ရိုက်ကြီးကိုသုံးနှုံးလေးရှိကြတယ်လीဟုတ်တယ်မလားဒါဟာတကယ့်ကိုဘာဖြစ်နေလဲဆိုတာကိုကွက်ကွက်နဲ့ပြက်တော့ကြီးကိုပြောချလိုက်တဲ့ရိုးရှင်တဲ့အထုံနှုံးတစ်ခုပါဒီလိုပြောလိုက်ကြတဲ့ဘာဖြစ်နေလဲဆိုတဲ့အခြေအနေကိုချက်ချင်းရှင်းလင်းသိမြင်သွားနိုင်တာပေါ့နော်ဒါဆိုရင်စဉ်းစားကြည့်အောင်ဒီလိုမျိုးတိုက်ရိုက်ကြလွန်တဲ့အာနာစရာကောင်းတဲ့သုံးနှုံးကိုယဉ်ကျေးမှုတလေးဒီတအားထုံမွန်နေတဲ့ကိုရီးယားဘာသာစကားမှာကြားရပဲလို့များပြောင်းလဲပြီးပြောဆိုကြမလဲဒါဘာသာစကားလေးလာနေတဲ့သူတွေအတွက်ကြောင့်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပဟေလီတစ်ခုပဲပေါ့တိုက်ရိုက်ပြောရခဲ့တဲ့ဒီလိုအခြေအနေမျိုးကိုသူတို့စီကယဉ်ကျေးတဲ့လူမှုအတိုင်းအဝိုင်းမှာဘယ်လိုများလက်ပပုံဖော်သုံးနှုံးမလဲဆိုတာတကယ်ကိုသူကြည့်ချင်စရာပါပဲဒါကဘာလို့အကောင်းဆုံးသရုပ်ဖော်နေတယ်လဲဆိုတော့ကိုရီးယားဘာသာစကားရဲ့တိကျတည်ချပြီးတော့တိမ်မွေ့တဲ့အတုံးလုံးကိုတွားတွေ့ရတာပါကိုရီးယားလိုအတိအကျဆုံးအတုံးလုံးကတော့နမ်တေမူနီယိုလီရှိုဆိုယိုဆိုတာပါပဲဒါပေမဲ့ဒီနေရာမှာအင်မတန်မှစိတ်ဝင်စားစရာကောင်းတာလားဒီစာကြောင်းရဲ့တိုက်ရိုက်အတိတ်ပဲပါပဲသူတို့ကဇစ်ပွင့်နေတယ်လို့ပြောဆိုတိုက်ရိုက်ကြီးမပြောချလိုက်ပဲနဲ့တခြားအရာတစ်ခုပွင့်နေပါတယ်ဆိုပြီးတင်စားပြောဆိုထားတာဖြစ်ပါတယ်ဒါဟာတရားပိုင်ရမှန်ကန်ယုံတယ်မကဘူးနော်တကယ်ကိုထူးခြားဆန်းတဲ့အတုံးလုံးတစ်ခုဖြစ်နေတာပါဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့ဒီအတုံးအနှုံးနှစ်ခုကြားကကွာခြားချက်ဟာတကယ်ကိုအန်တော်စရာကောင်းလောက်ကွာဟန်းနေတာပါပဲကိုရီးယားလိုသုံးတဲ့နမ်ဂျန်မွန်းဆိုတာလေတခြားဟာမဟုတ်ဘူးဆိုမျိုးကတမိုင်းဝင်တောင်ဘက်တန်ကားကြီးကိုခေါ်တာပါဒါကြောင့်သူတို့စီမှာဇစ်ပွင့်နေတာကိုတောင်ဘက်တန်ကားကြီးပွင့်နေတယ်ဆိုပြီးတော့ယဉ်ကျေးနဲ့ဟာတာလေးမြောင်းအောင်တင်းစားသုံးလုံးလိုက်တာဖြစ်ပါတယ်ဘောင်းပီကနေတမိုင်းဝင်မျိုးတန်ကားကြီးတစ်ခုစီကိုယူတရက်ကြီးအသွင်ပြောင်းသွားတဲ့ဒီတင်းစားချက်ဟာစကလုံးတွေကိုအစားထိုးယုံတတ်လုံးမဟုတ်ပါဘူးယဉ်ကျေးမှုတလိကိုကတခါတည်းထဲ့သွင်းဘာသာပြန်ဆိုထားတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲမြန်မာလိုကျတော့ပက်တာကြီးပြောလိုက်တယ်ကိုရီးယားလိုကျတော့တမိုင်းဝင်အဆောင်အောင်ကြီးတစ်ခုနဲ့ခိုင်နိုင်ပြောဆိုလိုက်တယ်ဒါကဘာသာစကားနှစ်ခုရဲ့မတူညီတဲ့တကယ့်ကိုဆွဲဆောင်မှုရှိတဲ့အချက်တွေပဲဖြစ်ပါတယ်အခုလိုမျိုးလေးလာမှုလေးကနေတဆင့်ဘာသာစကားတစ်ခုကိုလေးလာတဲ့အခါစကားလုံးတွေရဲ့နောက်ခွဲမှာဝက်ကွယ်နေတဲ့ယဉ်ကျေးမှုတွေဟာသညာတွေကိုပါထင်ကနေတွေ့မြင်လဲရပါတယ်စဉ်းစားကြည့်လေတမိုင်းဝင်တကားကြီးတစ်ခုကိုအဝတ်စားကိစ္စနဲ့ဆက်သုံးလုံးလိုက်တာဟာတကယ်ကိုမသားလောက်ဆရာပါလေဒါဆိုရင်နေ့စဉ်ဘဝရဲ့ရိုးရှင်းတဲ့ခြေနေလေးတဲ့နောက်ခွဲမှာတော့ဘလို့မျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘာသာစကားရတနာတွေပုံခွဲနေအောင်လဲဆိုလားကျွန်တော်တို့ဆက်လက်ရှာဖွေခြင်းစရာပါပဲကဲနောက်ထပ်ဘလို့ထူးခြားတဲ့သုံးလုံးတွေကိုထက်ပြီးတွေ့ကြုံရအောင်လဲဆိုတာစိတ်ကူးကြည့်လိုက်ကြရအောင်